င်္ဂလာပါရှင် Foreign Language Center မှာကြိုဆိုပါရစေ။ဒီနေ့ကျွန်မပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ N4 level အဆင့်ရှိရဲ့ကျောင်းသားကျောင်းသူများအတွက်မိခွန်းလေးဖတ်ပြပါမယ်။တစ်ကနေပြီးတော့4ထိရွေးပြရပါမယ်။တစ်ကနေ4ထိမှာဘယ်ဟာလေးတွေမှန်ကန်မလဲဆိုတာကိုကိုယ့်ဘာသာကိုစဉ်းစားပြီးတော့ဖြေရင်းနဲ့အဖြေမှန်ကိုတော့ကျွန်မရဲ့ comment box မှာကြည့်နိုင်ပါတယ်ရှင်။အဲ့တော့ကျွန်မနဲ့အတူတူစလိုက်ရအောင်နော်။နံပါတ်1မိကွန်းလေးကတော့私の母は外国人に日本語を教える学校から働いています。ဆိုတော့ကျွန်တော်ရဲ့အမေကျမရဲ့အမေကနိုင်ငံခြားသားတွေကိုဂျပန်စာသင်ပေးတဲ့ကျောင်းကွက်လက်အလုပ်လုပ်နေပါတယ်။ကျွန်တော်ရဲ့အမေကျမရဲ့အမေကတော့နိုင်ငံခြားသားတွေကိုဂျပန်စာသင်ပေးတဲ့ကျောင်းကွက်လက်အလုပ်လုပ်နေပါတယ်ဆိုတော့နံပါတ်1ကလေးကတော့နိပေးထားတယ်2ကတော့ဒေ3ကအေ4ကမတယ်ဘယ်ဟာလေးများဖြစ်မလဲအဲ့တော့အဖြေလေးကိုဖြည့်ကြည့်ပါဖြည့်ပြီးလို့ရှိရင်တော့ comment box မှာအဖြေတိုက်လို့ရပါတယ်အဲ့တော့နံပါတ်2ကလေးဆက်ပါမယ်နော်နံပါတ်2မိကုံးလေးကတော့レポートを1枚書くために3時間これかかってしまった大変だったဆိုအစီရင်ခံစာတစ်စောင်းရှိဖို့အတွက်3နာရီကွက်လက်ကြာခဲ့ပါတယ်အတော်ကိုပဲပင်ပန်းခဲ့ပါတယ်ဆိုတဲ့အတိတ်ပဲလေးပါအဲတော့ကျမတို့ကနံပါတ်1ကိုသူကမိုးပေးထားတယ်နံပါတ်2ကရှိခနံပါတ်3ကယော်ရီနံပါတ်4ကဒါခေဘယ်ဟာလေးဖြစ်မယ်လို့ထင်လဲနံပါတ်3မိကုံးလေးကတော့この部屋に入るこれスリッパを脱いでください。ဒီအခန်းကိုဝင်ဖို့これスリッパを脱いでくださいဆိုတာက slipper ကိုချုပ်ပါလို့ပြောတာပါ။ဒီအခန်းထဲကိုဝင်ဖို့これ slipper ကိုချုပ်ပါ။နံပါတ်1ကတိုကိုရိုနီနံပါတ်2ကအိုင်ဒါနီနံပါတ်3ကမမဒေနံပါတ်4ကတိုကီနီပါဘယ်ဟာလေးဖြစ်မယ်ရောထင်လဲနံပါတ်4昨日マドကွက်လက်နေတဲ့ရှိမတာမနေ့ကပတင်းပေါက်ကိုကွက်လက်အိပ်ပျော်သွားခဲ့တယ်မနေ့ကပတင်းပေါက်ကိုကွက်လက်အိပ်ပျော်သွားခဲ့တယ်အဲ့တော့အဲ့ဒီကွက်လက်ထဲမှာဘာလေးထည့်မလဲဆိုတဲ့အဖြေလေးကိုကျမတို့ကတစ်ကနေ4ထိပြောပြပေးပါမယ်သင်လျော်တဲ့အဖြေလေးကိုထည့်ပေးပါနော်နံပါတ်1အခဲနာဂါရာအခဲနာဂါရာနဲ့開けたりして開けたりしてと開けたまま開けたまま4開けている時に開けている時にအဲ့တော့ဘာလေးဖြစ်မလဲနံပါတ်5 question လေးကတော့ A နဲ့ B နဲ့နှစ်ယောက်ပြောထားတယ်အဲ့တော့ဒါရှိကနံပါတ် A လေးကိုဖတ်ပြမယ်နော်これお土産ですみんなで食べてくださいခိုရီဆိုတာကဒီဟာဥမီယာဂေဒက်စ်ကလက်ဆောင်ပစ္စည်းဖြစ်ပါတယ်မင်းနာတဲ့ဒါဘေတေကူရာဆိုင်ဆိုတာအားလုံးစားပါလို့ပြောတာပါအဲ့တော့ဘီကပြန်ပြုံးမယ်ပေါ့နော်အာရီဂါတိုကျေးဇူးတင်ပါတယ်じゃあဒါဆိုလို့ရှိရင်一人2ခုတယောက်ကို2ခုကွက်လက်မိုရိုင်းမရှော့လက်ခံယူကြရအောင်ကျေးဇူးတင်ပါတယ်ကေဒါဆိုလို့ရှိရင်တယောက်ကို2ခုကွက်လက်လက်ခံယူကြရအောင်အဲ့တော့တစ်ကနေ4ထိပေးထားတယ်ဘာလေးထည့်မလဲပေါ့နော်နံပါတ်1ရှိခနံပါတ်2ဇူဇနံပါတ်3ကဒေဘိုနံပါတ်4ကယော်ရီဖြည့်ကြည့်မယ်နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုထပ်ပြီးတင်ဆက်ပေးသွားပါမယ်ချိုင်းနေတတ်တယ်ဆိုရင် like and share လေးလုပ်ပေးပါအောင်နော်ကျေးဇူးများတင်ပါတယ်တတား